မင်္ဂလာပါကျွန်တော်နာမည်ကိုမောင်တန်းရွှေလို့ခေါ်ပါတယ်ယခုလက်ရှိကျွန်တော်ထိုင်းနိုင်ငံမှာနေထိုင်တာဖြစ်ပြီးတော့ထိုင်းနိုင်ငံမှာလည်းပဲလက်ရှိအုပ်ချုပ်နေတဲ့နိုင်ငံလူကြီးဟာအာဏာသိမ်းမှုကနေပြီးစပြီးတော့ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်လက်ရှိမြန်မာနိုင်ငံမှာလည်းအာဏာသိမ်းပြီးတဲ့အတွက်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံအာဏာသိမ်းရခြင်းနဲ့အာဏာသိမ်းပြီးရဲ့နောက်မှာဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကိုအစားကနေအဆုံးအထိကျွန်တော်တို့ကိုတွေ့မြင်တွေ့နေရတဲ့အတွက်ဒီအကြောင်းအရာလေးကိုကျွန်တော်ရဲ့မြင်နဲ့သုံးသပ်ပြီးတော့ကျွန်တော်နည်းနည်းလောက်ပြောပြရှင်တယ်ထိုင်းမှာအာဏာမသိမ်းခင်သူတို့ထိုင်းနိုင်ငံမှာအဖွဲ့အနေအဖွဲ့စန္ဒတဲ့ပြမတည်ငြိမ်မှုတွေဖြစ်လမ်းမကြီးတွေကိုမင်းရှိုးအနေအဖွဲ့တွေကလည်းပဲအဖွဲ့တွေကလည်းပဲကျွန်တော်လေယာဉ်ကွင်းတွေကိုတဲသိမ်းစသည်အပြင်စန္ဒတဲ့အများကြီးပြပြီးတော့ပြည်သူလူထုတွေမဆူပူဖြစ်လာတယ်ဆူပူဖြစ်လာတဲ့အတွက်လက်ရှိအာဏာသိမ်းခေါင်းဆောင်စစ်တပ်ကအဲ့ဒီအချိန်ခါမှာအာဏာသိမ်းတယ်။ဘာကြောင့်သူအာဏာသိမ်းတယ်လဲဆိုရင်ပြည်သူလူထုအသက်တွေနေ့စဉ်နေ့တိုင်းတင်နေရတဲ့အတွက်အဲ့လိုမျိုးတန်ဖို့မေးစွာပြည်သူလူထုတွေမတရားအောင်ဆိုပြီးတော့စူပူမှုကိုဝင်ပြီးတော့ထင်းချုပ်တဲ့အနေနဲ့သူကအာဏာသိမ်းတယ်။ဒါသူ့ရဲ့ပြောဆိုချက်ဆိုတဲ့အခါမှာအာဏာသိမ်းပြီးတဲ့နောက်မှာလည်းပဲအာဏာသိမ်းပြီးကြတဲ့ပဲဒီနေ့အချိန်ထိကျွန်တော်တို့လည်းပဲမသိခင်ကြတဲ့ပဲရှိနေတာဒီနေ့အချိန်ထိလည်းထိုင်းမှာရှိနေတုန်းပဲသူ့ရဲ့လှုပ်ဆောင်လာတဲ့လှုပ်ဆောင်ချက်တွေအားလုံးဟာပြန်ပြီးတော့အစားကနေအဆုံးထိကြည့်လိုက်မယ်ဆိုရင်တခြားသူရဲ့အမြင်တော့မသိဘူးကျွန်တော်ရဲ့အမြင်မှာကြတော့သူကအမတန်မှသူ့နိုင်ငံအတွက်သူဟာအလုပ်လုပ်တယ်အလုပ်လေးလုပ်ပြီးတော့သူ့လူမျိုးအတွက်အကျိုးလေးရှိတယ်ဒါပေမဲ့ဟိုတုန်းအခြေအနေခါနဲ့လက်ရှိအာဏာသိမ်းပြီးတဲ့အခြေအနေခါစီးပွားရေးပိုင်းဆိုင်ရာတဲ့ဟိုတုန်းဟာတဲ့ဆိုင်ရာတိုက်ပြီးတော့အဆင်မပြေပေမဲ့ဒါကသူ့နိုင်ငံတနိုင်ငံမဟုတ်ဘူးကဘာနဲ့ရှိတဲ့အတွက်နဲ့ဒါတခုတည်းကိုတော့ထိတွေ့လို့မရဘူးကျွန်တော်တို့နေတဲ့မြို့တွေမှာဆိုရင်လမ်းတွေမြေအောက်တားတွေမြို့တွေအားလုံးကိုလောက်လာခဲ့တာသူတဲ့ကတည်းကပဲနေ့စဉ်နေ့တိုင်းလုံးတယ်သူ့နိုင်ငံအတွက်သူ့လူမျိုးအတွက်သူတဲ့ကလေးပဲစပြီးတော့မတုံမတရားလူတယောက်မသိစေရဘူးအဲ့လိုမျိုးလူအသက်ကိုသူတန်ဖို့ထားတဲ့ပြည်သူလူထုကိုသူလှုပ်ဆောင်ချက်တွေအားလုံးကိုမသူကရှာပြတယ်ဒါလုပ်တယ်ဆိုတာကိုသူ့အတွက်တိတတ်မဲ့သူဒါမသိတယောက်နဲ့တယောက်ခံယူရှင်းမတူဘူးအကျိတ်ရှင်းမတူဘူးဒါပေမဲ့အကျိတ်ရှင်းတူသည်ဖြစ်စေမတူသည်ဖြစ်စေလှုပ်လိုက်တဲ့အခါမှာလှုပ်လာတဲ့ရလဒ်ကိုကြည့်ပြီးတော့ဆုံးဖြတ်ကြတယ်ပေါ့ထိုင်းပြည်သူလူထုညီနေတဲ့ဘာမှကြီးစန္ဒပြကြတယ်ဒါပေမဲ့စန္ဒပြပေမဲ့သူ့ကိုမအောင်မြင်သူ့ကိုမနိုင်ဘူးဆိုတာဘာကြောင့်လဲဆိုတော့သူ့ကိုထောက်ခံတဲ့သူကစန္ဒပြတဲ့သူအများစုထဲအများကြီးထိုင်းနိုင်ငံပြည်သူလူထုကသူ့ကိုထောက်ခံလို့ပဲဖြစ်တယ်ဘာကြောင့်လဲလူအသက်တချောင်းကိုသူတန်ဖိုးထားတယ်ကျွန်တော်တို့ပြီးသွားတဲ့နှစ်တွေကတိုးဝဲဘောလုံးအသင်းလားမှာကျွန်တော်တို့ဂူထေးဝင်နေတဲ့အတွက်နဲ့သူလူအသက်ကိုဘယ်လောက်သူတန်ဖိုးထားတယ်ဆိုတာရှိသမျှအားရတဲ့အားလုံးအဖွေးစေးတွေအားလုံးသူပိုင်းနိုင်ကင်တွေ့ပြီးတော့သူဒါစီမံခန့်ခွဲပြီးတော့လုပ်တယ်ဒါတခုတည်းမဟုတ်ပဲနဲ့ဘယ်နိုင်ငံကိုပဲသူထိုင်းလူမျိုးတွေရောက်နေနိုင်ငံရေးကြောင့်ပဲဖြစ်တဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်သူ့နိုင်ငံလူမျိုးအခက်ခဲကြုံနေရပြီဆိုလို့ရှိရင်သက်ဆိုင်ရာဌာနလူကြီးတွေကိုရှင်းလွှတ်ပြီးတော့ရှင်းသူဂရုတစိုက်သူပြုလုပ်တယ်သူ့လူမျိုးတွေအမတန်မှကာကွယ်တယ်ဒါထိုင်းနိုင်ငံမှာလက်ရှိမြင်လာရတဲ့အာဏာသိမ်းပြီးတဲ့နောက်မှာထိုင်းနိုင်ငံကတည်ငြိမ်ပြီးတော့နိုင်ငံရေးအလုံးဟာလည်းပဲအများဖဲကအကောင့်ဖဲကကြည့်လို့ဆိုလို့ရှိရင်သူကကောင်းတယ်နိုင်နဲ့ပြည်သူလူထုဆုံးနေတာမှမရှိဘူးဒီယောဂကြီးထဲမှာလည်းပဲနေ့စဉ်နေ့တိုင်းလိုမျိုးလိုအပ်တဲ့သူတွေကိုသူ့မှာတလားကိုဘတ်ငွေ2000ဆို2000သူ့ပြည်သူလူထုတွေသူထောက်ပံ့ထားတယ်စာဝတ်နေရေးဒါပြင်းများဖြင့်အပေါ်ယံလောက်ပဲရှိသေးတယ်တကယ်လေးနဲ့တည်းမဟုတ်သေးဘူးဒါကျွန်တော်ကအပေါ်ယံကျွန်တော်ရဲ့အမြင်ကိုပြောပြတာပဲဖြစ်တယ်ဆိုတဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံမှာအာဏာသိမ်းလိုက်တာကကြတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာဒီရွေးကောက်ပွဲပြီးသွားလို့ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုပြန်ပြီးတော့ကိုယ်ပိုင်စီးပွားရေးတွေဘာတွေလုပ်တော့မယ်ဆိုပြီးတော့
အကြီးမျှော်လင့်ထားတယ်ကျွန်တော်တို့တကောင်အထိုင်းမှာရှိနေတဲ့သူတွေလည်းပဲအရသောအစိုးရအုပ်ချုပ်လာတဲ့ဒီမိုကရေစီအစိုးရအုပ်ချုပ်လာတဲ့အတွက်နိုင်ငံကတည်ငြိမ်လာတယ်ဖွံ့ဖြိုးလာတယ်တိုးတက်လာတယ်ဆိုပြီးတော့ဝမ်းသာနေတယ်ဒီချင်းရွေးကောက်ပွဲပြီးတာနဲ့သူများနိုင်ငံမှာအလုပ်သမားအဖြစ်လုပ်နေကြတဲ့လူတိုးများများကလည်းပဲကိုယ်နိုင်ငံကိုယ်နေရာကိုယ်ဒေသကိုယ့်ရဲ့အဖေမေကိုယ့်ရဲ့သားသမီးတွေနဲ့နေပြီးတော့လောက်ကန်စားသောက်တော့မယ်ဆိုပြီးတော့စီမံကိန်းတွေရှာထားတယ်ကျွန်တော်လည်းပဲတကြံ9လပိုင်းဆိုလို့ရှိရင်ရွာကိုအဖေမေစီပြန်ပြီးတော့မြန်မာနိုင်ငံမှာပဲစီးပွားရေးတခုခုလောက်ကန်စားသောက်တော့မယ်ဆိုပြီးတော့ရွေထားတယ်ဒါပေမဲ့လို့လက်ရှိအာဏာသိမ်းလိုက်တဲ့ခေါင်းဆောင်အာဏာသိမ်းလိုက်တဲ့အတွက်နေရာအနှံ့ပြမှာရောက်ရှိနေတဲ့ကိုမြန်မာနိုင်ငံသားတွေရဲ့အားလုံးမျှော်လင့်ရှိကိုရိတ်ရှို့တယ်လို့မျိုးဖြစ်ပြီးတော့နောက်ပြီးတော့အာဏာသိမ်းပြီးတဲ့နောက်မှာလည်းပဲပြည်သူလူထုဟာနေစဉ်နေတိုင်းစိတ်ဆင်ရေးကိုယ့်ရဲ့အသက်တွေမသေးဇေပိုးပိုးနဲ့တင်နေရတယ်စားတော့ပြောလိုက်တဲ့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်သူလည်းအာဏာသိမ်းတာပဲဒါပေမဲ့သူပြည်သူလူထုတက်တရှုံမတော်မတရားမသေးရဘူးမြန်မာနိုင်ငံမှာအာဏာသိမ်းပြီးတဲ့နောက်ကတည်းကစပြီးတော့လူကိုလူမထင်ဘူးရေးရေးဆက်ဆက်ရုံမပြုမှုကျင့်ကြံတယ်ဒါတွေကလုံးဝကြည့်လို့မရဘူးဖြစ်တယ်ပေါ့ထိုင်းနိုင်ငံမှာဆိုရင်အာဏာသိမ်းတဲ့အခါတုန်းကထိုင်းစိတ်သားတဲ့လမ်းမပေါ်မှာရှိနေတဲ့ထမင်းထုံးတွေကျွေးတဲ့နှင်းစီပန်းတွေပေးကြတဲ့လက်ဆောင်တွေပေးတဲ့အမတ်တရဓာတ်ပုံတွေရိုက်ကြတယ်ထိုင်းစိတ်သားတဲ့အနေနဲ့ဘသူအင်ငုံမဝင်ပြီးတော့ပြည်သူလူထုပိုင်တဲ့ပစ္စည်းတွေအဆောက်အဦတွေပစ္စည်းဆုံးရှုံးတာတွေမရှိဘူးသူတို့ဘာမှမလုပ်ခဲ့ဘူးဒါကြောင့်ပြည်သူလူထုကလည်းရှိပြီးတော့ရေတွေထမင်းတွေပန်းတွေသူတို့ထိုင်းစိတ်သားတွေကိုသူတို့ပြည်သူလူထုကပေးတယ်လက်ရှိမြန်မာနိုင်ငံမှာအာဏာသိမ်းလိုက်တဲ့အခါမှာကြာတော့ကဲကိုပြည်သူလူထုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဖြစ်စီတဲ့အိမ်တွေကိုရိုက်ခွဲတယ်မတော်မတရားလုပ်တယ်လူတွေရဲ့အသက်တရှုံးကိုလူရှင်းမမြင်သည့်အပြင်သေသွားရင်ထားခဲ့ရမယ့်အစာရေးစစ်တေးဆန်တကောင်လိုပဲပြုမှုကျင့်ကြံတဲ့အရာတွေဟာကြည့်လို့ဆိုလို့ရှိရင်အမတန်မှစစ်စုပ်ရွံ့ချစရာကောင်းတယ်ပေါ့နော်ကျွန်တော်လည်းပဲမြန်မာနိုင်ငံသားတယောက်အနေနဲ့ကိုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အရာတွေကိုတွေ့နေရတဲ့အတွက်နေ့စဉ်နေ့တိုင်းစိတ်မချမ်းသာဘူးအဖေမေတဲ့အသက်ကြီးနေပြီးရွာကိုပြန်ရှင်တယ်ပြန်လို့မရဘူးဘာကြောင့်လဲအာဏာသိမ်းပြီးတဲ့နောက်မှာဖြစ်ပေါ်လာတဲ့အရာတွေအလုံးကဘသူအသက်တွေပဲဖြစ်ကိုယ်မှာနေလို့ကိုယ့်ရဲ့အသက်ကိုစိတ်မရှာတော့ဘူးဖြစ်သွားတယ်ဆိုတော့ဒါဘာကြောင့်ဒီလိုမျိုးဖြစ်ရတယ်လဲဆိုထိုင်းနိုင်ငံမှာကအာဏာသိမ်းခဲ့တဲ့ခေါင်းဆောင်ကထိုင်းရဲ့နိုင်ငံရေးအခြေအနေမတည်ငြိမ်ဘူးပြဿနာတွေအကြီးကြီးဖြစ်နေတဲ့အတွက်နဲ့သူကအာဏာကိုဝင်ပြီးတော့ထင်းချောက်လိုက်တဲ့အတွက်ဆန္ဒပြတဲ့အရာတွေနုငြိမ်းသွားပြီးတော့ပြဿနာကြီးတွေမဖြစ်လာဘူးဒါကြောင့်သူကအာဏာကိုဝင်သိမ်းပြီးတော့ထင်းချောက်ရင်းနဲ့တည်ငြိမ်အောင်လုပ်ပြီးတော့နိုင်ငံသားတွေအတွက်အကျိုးရှိအောင်သူလုပ်တယ်တရှင်တခါတုန်းကဒီမိုကရေစီအစိုးရတွေလောက်ခဲ့ပေမဲ့သူတို့အကျိုးသူတို့ပါတီအကျိုးအတွက်ပဲဥစ္စာပေးပြီးတော့လုပ်တဲ့အတွက်ပြည်သူလူထုအများစုကမကြိုက်ကြဘူးမကြိုက်ကြတဲ့အတွက်နဲ့ပဲဆန္ဒပြမှုတွေဖြစ်တယ်ဆိုတဲ့အခါမှာမြန်မာနိုင်ငံမှာအာဏာသိမ်းလိုက်တဲ့အာဏာသိမ်းမှုဟာကြတော့တိုးတက်နေတဲ့ဖွံ့ဖြိုးနေတဲ့အမတမဒီထက်တိုးတက်မဲ့အရာတစ်ခုကိုလုံးဝပွင့်ခါနေပန်းတပွင့်ကိုအညာကိုရှိုးပြီးတော့ရိုက်ရှိုးလိုက်တယ်လို့မျိုးဖြစ်သွားတယ်ဒါဘာကြောင့်အာဏာသိမ်းတယ်လဲမြန်မာနိုင်ငံတိုးတက်ကောင်းစားမှာကိုမလိုလားလို့မဟုတ်ဘဲနဲ့သူကိုယ်တိုင်ပဲအာဏာမဲ့လို့ထိုင်းနိုင်ငံမှာကမတင်ငင်တာကိုထင်းလျှောက်ဖို့အတွက်အာဏာသိမ်းလိုက်တယ်ဟိုမှာကတင်ငင်နေတဲ့ဖွံ့ဖြိုးနေတဲ့ကြီးပွားတိုးတက်နေတဲ့အရာကိုဒါတွေကိုအားလုံးပြည့်စည်အောင်ဖြစ်စီလိုက်တယ်ဖြစ်စီလိုက်ပြီးတဲ့နောက်မှာလည်းပဲဘယ်လိုလုပ်မလဲသိမ်းလိုက်ပြီးဒါပေမဲ့လို့အာဏာသိမ်းလို့အာဏာရလာပြီဆိုတဲ့အခါမှာတကယ်လို့များနိုင်ငံကောင်းဆောင်လုပ်ရှင်တဲ့လူကြီးတယောက်ဖြစ်ရှင်တယ်ဆိုလို့ရှိရင်ဒါကံတွေမှုဟာအရေးကြီးလာတယ်စားတော့ပြောတဲ့အတိုင်းလူကိုလူမထင်ဘူးမြန်မာနိုင်ငံမှာအပိုးဆုံးကဘာလဲဆိုလူတွေရောက်ရဲ့အသက်ပဲဖြစ်နေတယ်နေ့စဉ်နေ့တိုင်းရေးတွေရက်ွက်လူကြီးတွေဥက္ကဋ္ဌတွေစစ်သားတွေဟောမြေမကောင်းရှုမကောင်းဘူးတည်နေကြတယ်ဘာကြောင့်ဒီလောက်တော့ဈေးပေါ်ရတယ်လဲဒီမှာလူအသက်တချောင်းတည်လိုက်တာနဲ့အရက်လေးမျက်နှာကလူတွေကိုခိုးပြီးတော့ဘာကြောင့်တရားတယ်လဲဘာဖြစ်လို့ဖြစ်တယ်လဲဘသူတာဝန်ယူရမလဲဒီလူတရားရေးသိမှုမှာဆိုပြီးတော့စစ်လို့ကိုမပြီးနိုင်ဘူးဘသူတာဝန်ရှိတယ်လဲခုရှင်းနှုတ်ထွက်ခုရှင်းအမှုတင်အဲ့လိုပုံစံမျိုးတွေလုပ်တယ်အာဏာသိမ်းနေဆိုပြီးတော့ဘသူကိုမှနိုင်တဲ့စီနဲ့တူတရားရေးပိုင်တဲ့ပစ္စည်းဥစ္စာတွေအသက်တချောင်းတွေမသေးခဲ့ရဘူးဒီမှာကကြတော့နေ့စဉ်နေ့တိုင်း
လူတွေရဲ့အသက်တွေဇေပိုပိုနဲ့တင်နေရတယ်စစ်သားတွေတန်ရင်သားတွေဌာနတွေမှာသွားပြီးတော့ကျဲကျွန်တော်တို့တွေနေ့စဉ်နေ့တိုင်းတွေ့နေရတယ်ဒါတွေဟာကျွန်တော်တို့မြန်မာနိုင်ငံမှာဘယ်တော့မှပြီးဆုံးမလဲအာဏာသိမ်းမှုနှစ်ခုကိုကျွန်တော်တို့မြင်တဲ့အတွင်းနဲ့ရှင်းရှင်းကြည့်တဲ့အခါမှာကျွန်တော်တို့ထိုင်းမှာနေလာခဲ့တာနှစ်ပေါင်း20လောက်ရှိနေပြီကျွန်တော်တို့နေတဲ့ရက်ွက်တွေဘာတွေကျွန်တော်တို့ကိုလူလို့အပြည့်အဝဆက်ဆံတယ်ကြိုက်တယ်လို့မျိုးအေးစစ်နေလို့ရတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကြည့်လိုက်တော့ကဲကျွန်တော်တို့တကယ်ကိုမှဘုံတော်ကိုကြီးတဲ့ဆရာတော်ကြီးတွေစာတတ်ပေတဲ့ပုဂ္ဂိုလ်တွေတကယ်ကိုမှသံဃာတွေများတဲ့စာသင်တိုက်တွေဝိပဿနာတိုက်တွေကြီးရှိတယ်မြန်မာနိုင်ငံကလူကြီးတွေခေါင်းဆောင်တွေနိုင်ငံခေါင်းဆောင်တွေတကယ်ကိုမှစာပေပညာတတ်တဲ့ဆရာတော်တွေသံဃာတော်တွေကိုမင်ခိုပြီးတော့စိတ်ကကြတယ်ကြည့်လိုက်လို့ဆိုလို့ရှိရင်ရက်ွက်တိုင်းလမ်းတိုင်းလာတိုင်းမှာတရားပွဲတွေကြီးလောက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာမနေရဘူးတခြားနိုင်ငံကိုရောက်နေတဲ့သူတွေကကြေးပြီးတော့ကိုယ့်မြန်မာနိုင်ငံကိုအားကြတယ်။အော်သူတို့မှာကုသိုလ်တွေလောက်ရတယ်ငါတို့မှာကအလုပ်ပဲလုပ်နေရတယ်စသည်အပြင်တကယ်ကိုမှဆရာတော်တန်ဃာတော်နာမည်ကြီးတဲ့ဆရာတော်ကြီးတွေရဲ့အဆုံးအမတွေတရားဓမ္မတွေကိုနေ့စဉ်နေ့တိုင်းနားထောင်နေကြပါလေရဲ့နဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအရှင်အထက်ကလူကြီးလုပ်တဲ့သူတွေအာဏာသိမ်းတဲ့သူတွေလုံးဝစာနာမှုညာတာမှုထောက်မှုကိုအရှင်ဆိုတဲ့အသိဉာဏ်တွေလုံးဝမရှိသေးရောသလားကျွန်တော်တို့စဉ်းစားရင်ကျွန်တော်တော်တော်လေးအံ့ဩတယ်ကျွန်တော်ထိုင်းမှာနေတာနှစ်ပေါင်း20လောက်ရှိနေပြီဒီနေ့အချိန်ထိဘေးရက်ွက်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာလို့ဘေးဆရာတော်ရဲ့တရားပွဲဆိုပြီးတော့တရားဟောမှန်တဲ့လေးမရှိဘူးဝိပဿနာစခန်းတွေလည်းမရှိဘူးဒါပေမဲ့လို့မတော်မတရားလူတူတရားရဲ့အသက်တေဆုံးသွားတယ်ဆိုတာမရှိဘူးတူတရားနိုင်တဲ့စီးနေဆိုတာမရှိဘူးလူခွင့်ရအပြည့်ဝပြီးတော့ကြိုက်တယ်လို့နေလို့ရတယ်ကဲကျွန်တော်တို့မြန်မာနိုင်ငံကကြာတော့9ဘွားသီလ10ဘွားသီလ9ဘွားသီလဥပုသ်တင်တွေဆောင်းလို့တရားစခန်းတွေကိုထိုင်လို့စသည်အပြင်တရားပွဲတွေနာလို့တကယ်နာမကြီးတဲ့ဖယားစေတီပထမဆိုလည်းပဲနိုင်ငံတော်ဘသူကဘလောက်လှူထားတာဘာတွေလှူထားတာကြည့်လိုက်ရင်တော့ဖယားတကာကျောင်းတကာလိုမျိုးပဲဒါပေမဲ့လို့ကျွန်တော်တို့လက်ရှိဖြစ်ပြနေတဲ့မြန်မာနိုင်ငံဟာကြည့်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တနေ့တစ်နေ့လုံးဝမြန်မာနိုင်ငံသားဖြစ်ရတာဂုံတိုက်ခါတဲ့ကင်းမဲတဲ့တခြားနိုင်ငံသားတွေကကိုလူလို့သူတို့လူထက်နေကြပြီးတော့ကိုဆက်ဆံလာတယ်ဂုံသေးတွေမဲလာတယ်မြန်မာနိုင်ငံသားဖြစ်ရတဲ့အတွင်းနဲ့နေပြီးတော့အဲ့ဒါကြောင့်မလို့တနေ့တိုးတက်လာမယ့်အစားဆောက်ရောက်လာတယ်အဲ့ဒါကြောင့်အာဏာသိမ်းမှုနှစ်ခုကိုအစားနဲ့အဆုံးထိမြင်လာရတဲ့အတွက်ဒီကနေ့ကျွန်တော်တွေ့ကြုံရတဲ့အာဏာသိမ်းမှုနှစ်ခုမသိခင်နဲ့သိပြီးတဲ့နောက်မှာဖြစ်နေရတဲ့အကြောင်းအရာတွေကိုတခြားနိုင်ငံတွေကိုတော့မရောက်ဘူးဒီထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံအကြောင်းကိုပဲသိတဲ့အတွက်ခြုံသုံးသပ်ပြီးတော့မြန်မာနိုင်ငံရဲ့အာဏာသိမ်းမှုနဲ့ထိုင်းနိုင်ငံရဲ့အာဏာသိမ်းမှုအကြောင်းကိုကျွန်တော်ပြောပြပေးလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်လည်းပဲနိုင်ငံရေးအကြောင်းတွေကိုမကျွမ်းကျင်ပါဘူးဒါပေမဲ့အမြဲတမ်းလေ့လာနေတဲ့ဘသူပဲဖြစ်ကိုယ်နိုင်ငံကိုပြည်သူကိုနိုင်ငံသားတွေအတွက်အကျိုးမရှိဘူးဆိုရင်ဘသူနောက်မှမလိုက်ဘူးအကျိုးရှိမှသာလျင်ပုဂ္ဂိုလ်နောက်ကိုလိုက်မယ်ဘသူတူတယောက်ရဲ့နိုင်ငံသူနိုင်ငံသားအတွက်အကျိုးမရှိဘူးဆိုရင်ဘယ်မလိုက်ဘူးပါတီမလိုက်ဘူးအမှန်တရားမှနေတယ်အမှန်တရားမှအမှန်တရားပဲအဲ့ဒါကြောင့်မလို့ကျွန်တော်ပြောပြလိုက်တဲ့အကြောင်းအရာတွေအားလုံးအကယ်၍လိုအပ်ချက်တွေရှိလို့ဆိုလို့ရှိရင်လေအကြံဉာဏ်ပေးရတဲ့ဝင်ပြီးတော့ဆွေးနွေးလို့ရပါတယ်ကျွန်တော်ရဲ့တိုးတက်အောင် YouTube channel လေးကိုလည်းပဲ subscribe လေးတွေနှိုက်ပေးဖို့တောင်းဆိုပါတယ်မိတ်ဆွေများအားလုံးမင်္ဂလာပါ